Hello,ကျွန်တော်ဒီနေ့မှာ comment တစ်ခုနဲ့ blue account တွေကိုတစ်ခါရင်းနဲ့တက်ပြမယ်ဆိုပြန်ဖြစ်ပါတယ်။ဒီကောင်ဒီခဏလွတ်ကြည့်လိုက်။ကြည့်လိုက်ပါအတန်ဘာတယ်မဟုတ်ဒီပြီးတော့ပေးလိုက်သူဘာလုပ်မလဲမသိမပြအောင်မကြည့်ပါ comment block တခုနဲ့ဒီမှာကောင်းနေတာပြန်ပေါက်လာပါပြီfake တီကိုကျွန်တော်အများကြီးလုပ်လာပါမယ် fake တီကိုဟိုရအများကြီးပါပဲကျွန်တော် night ကိုပြောင်းလိုက်တယ်ဖြစ်ပါတယ်ခင်ဗျာ midnight ကိုပြောင်းလိုက်ဖြစ်ပါတယ် midnight ကိုပြောင်းအကောင့်ထဲ spawn လိုက်အဲ့မှာ comment block ကိုဘယ်လိုယူရမလဲဆိုတော့လေဆိုတော့တေးချာရေးပါအဲ့နေမှာမှားကြတယ်တော်တော်များမှားကြတော်တော်များကြပဲဒီအောက်ကအနှုတ်ကိုမလောက်ကပါဘူးဒီအသေးပုံပါရဲ့အနှုတ်ကိုလောက်ကမှာဖြစ်ပါတယ် laptop နဲ့ရောမသိပြန်မယ်ဖုန်းမှာတော့အလိုလောက်ကပါတယ်OCK block လို့ရcomment block ရပါပြီ comment block ပြီးတော့ item ဝင်ပြီးတော့မြင်းကောင်း KUS E ဆိုနှိပ်လိုက်ပါဒီမှာပြီးရင် pop တွန်းလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဆိုကုန်သေးသွားမှာဖြစ်ပါတယ်အားလုံးကြည့်ရှုပေးတော့အားလုံးကျေးဇူးတင်ပါတယ်ပေးတော့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာ